ကောက်ပွဲဥပဒေမှာဘယ်လောက်ရာနှုန်းလူတွေကနေမဲစိမ်းမှာပါတဲ့လူဘယ်လောက်ကနေလာမဲထဲမှာဒီရွေးကောက်ပွဲအောင်မြင်တယ်လို့သတ်မှတ်မယ်ဆိုတာသတ်မှတ်ချက်မရှိဘူးအဲ့ဒါခက်နေတယ်အခုကလူတရားမှ20လောက်မဲထဲရင်လက်တာရွေးကောက်ပွဲလောက်တာပဲဆိုပြီးတော့သူတို့ပြနိုင်တဲ့အနေအထားဖြစ်နေတယ်ဥပဒေမှာမရှိလို့လေဘယ်လောက်ရာနှုန်းကမဲထဲရမှာဒါဒီရွေးကောက်ပွဲကိုကျွန်တော်တို့ legitimate ဖြစ်တဲ့အောင်မြင်တဲ့ရွေးကောက်ပွဲဆိုပြီးတော့ပြောနိုင်မယ်ဆိုတာမရှိလို့သူတို့အဲ့ဒါအချင်းခွဲပြီးတော့လောက်တာနောက်တစ်ပြေလုံးမှလည်းအဲ့လိုပုံစံအမျိုးမျိုးနဲ့သူတို့အနိုင်ရအောင်တော့ဒီမဟုတ်သူတို့ကိုကြော်လွှားနိုင်မဲ့ပါတီအဖွဲ့အစည်းများလူပုဂ္ဂိုလ်များအရွေးမခံနိုင်အောင်နေလန်းတွေထွင်မယ်ဖမ်းမယ်စေးမယ်ထောင်ချမယ်ချေကြောက်မယ်ဒါရှင်းနေမှာပဲဒါစစ်တေကတနည်းအားဖြင့်အာဏာလွှဲခြင်းတဲ့သူများလက်ထဲကိုအာဏာရောက်သွားမှာကိုစိုးရင်တဲ့အပိုင်းရှိတယ်အခုရွေးကောက်ပွဲမှာဝင်ပြန်တဲ့လူတွေကလည်းတကယ်ပြည်သူကိုကိုးစားပြုမဲ့လူတွေမဟုတ်ဘူးစစ်တပ်ကရွေးချယ်ပေးတဲ့သူတို့လူတွေအများစုကတော့ယူနီဖောင်းချုပ်ပြီးတော့နိုင်ငံရေးလောကထဲမှာလာပြီးတော့ရွေးခံတဲ့လူတွေနောင်လာမဲ့အစင်းစင်းပွဲတွေမှာလည်းအဲ့လိုလူတွေပဲလာကြမယ်တော်ဒီမဟုတ်ရမရွာမှာသူတို့ကအမခံထောက်ခံတဲ့ငွေချေထောက်ပံ့တဲ့လူတွေကိုပဲအရွေးခံခွင့်ရအောင်စီစဉ်ပေးမယ်အဲ့ဒါအဓိကပြဿနာပဲမြန်မာပြည်သူများရဲ့ဘဝလွတ်လပ်ဖို့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေရနိုင်ဖို့အတော်အခက်အခဲအခုတည်ရှိနေတော့ပါပဲ